ဒီတန်းကိုကယ်ဆယ်ဖို့လုပ်ငန်းတွေကကျေပြတ်စာလုပ်ဖို့ရှိတဲ့ကြောင့်တက်တဲ့လောက်ဝိုင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်ချင်းကြီးညာထားပြီးတော့ဒီဘအကူညီများပေးနိုင်ဖို့လည်းအခုလက်မထားပြီးဖြစ်ပါတယ်မကြသေးကြရပဲအာဟာစန်တာနေပြီးတော့လက်ပြန်ပါရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစ္စပစ္စည်းပို့ဖို့ကာလနာရှိတယ်ကြတာလေခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်ကျွန်တော်မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရရှိလို့ဒီဘက်ပြည်သူများမဆိုတော့ကူညီနိုင်ဖို့ဖိတ်ကြားလိုပါတယ်ခင်ဗျာနိုင်ငံခြားသတင်းတောက်များလာဖို့ခွင့်တောင်းတာရှိပါတယ်နိုင်ငံခြားသတင်းတောက်များအနေနဲ့ဒီကိုရောက်လာရင်လည်းတဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဟိုတယ်တော်တော်များများလည်းထိခိုက်ထားတာရှိတယ်ဒီလျှက်စိတ်မီလည်းတော်တော်များများနေရာမှာမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်တိုင်းဒေသကြီးပြည်နယ်တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူစဥမာရက်ကွက်ကြီးရွာတာဝန်ရှိသူတွေအစသူတို့အိုးအိမ်သူတို့ပြစ်ပြီးကုညီကယ်ဆယ်ရေးလုပ်နေရတာဖြစ်ပါတယ်အကုန်လုံးကဒီပေါ်မှာပဲအာယုံစိုက်လုပ်နေတာဖြစ်တဲ့ကြောင့်မလို့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ဘုနော်လာတာနေတာတဲတာခိုးတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးတော့အားလုံးသိရှိအောင်သိရှိထားစေလိုပါတယ်